မင်္ဂလာပါအပိုင်းကြီးစီရဲ့အပန်းအေဂျဲသင်ခန်းစာဗီဒီယိုကနေပြီးတော့ကြိုဆိုပါတယ်ဒီသင်ခန်းစာမှာဆိုရင်တော့ဆရာတို့က meeting အထမ်းတက်ရှိတစ်ခုပြုလုပ်ကြည့်မှာဖြစ်ပါတယ်ဆိုတော့ဒီအထမ်းတက်ရှိကိုမပြုလုပ်ခင်မှာဒီအထမ်းတက်ရှိရဲ့အလုပ်လုပ်ပုံတွေဘယ်လိုလုပ်ငန်းတွေမှာအသုံးပြုလို့ရတယ်ဆိုတာလေးကိုပထမဆုံးရှင်းပြပေးပါမယ်ဆိုတော့ဒီအထမ်းတက်ရှိဆိုတာကတော့ဒီကိုယ့်ရဲ့ဝန်ထမ်းတွေနောက်တစ်ခုကအဖွဲ့ဝင်တွေတက်ရောက်မှုမှတ်တမ်းပုံစံတွေကိုလားအလိုက်အသုံးပြုခြင်းတဲ့အခါမှာ formula တွေရေးပြီးတော့မှလုပ်ပေးထားတဲ့ template ပုံစံမျိုးဖြစ်ပါတယ်ဆိုတော့ function တွေကိုပေါင်းစပ်ပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ရှိနှစ်ခုပါဝင်နေပေါ့နော် information ရှိရယ် attendance tracker ရှိရယ်ဆိုတော့ information ရှိရတော့လိုချင်တဲ့အချက်လက်တွေကိုရှိတစ်ခုအနေနဲ့စုစည်းထားတာဖြစ်ပါတယ်ဆိုတော့ဒီရှိရလုံးဝနောက်က attendance tracker မှာအသုံးပြုမဲ့ data အချက်လက်တွေကိုထည့်ထားတာဖြစ်တဲ့အတွက်အသက်ဖြစ်ပါတယ်เนาะဒီတွေက data တွေကိုထိလို့မရဘူးဖြတ်လို့မရပါဘူး okay ဆိုတော့ဒီမှာဘာတွေပါဝင်လဲဆိုရင် month ဆိုတဲ့လတွေပါဝင်တယ် January to December ပေါ့เนาะလ12လကိုဒီစုစည်းထားတယ်နောက်တစ်ခုက type เนาะဒါကဒီတက်ရောက်ပြက်ကွက်စသဖြင့်ဒီလိုမျိုးပုံစံသုံးမှာဖြစ်တဲ့အတွက်သူ့ရဲ့ type လေးတွေကို data အနေနဲ့ list လုပ်ပေးထားတယ်present ရှိတယ်ဒီ plan လေးရှိတယ် unplan absent ရှိတယ်ပေါ့เนาะအဲ့တော့သူတို့ရဲ့အတူကောက်တွေကတော့ PPL ဒီပေါ့ဆိုတော့ဒါတွေကဘယ်မှာသွားသုံးလဲဆိုရင်နောက်က attendance tracker မှာသွားသုံးထားတယ်ပေါ့ဆိုတော့ရှေ့မှာပြောခဲ့သလိုပဲသုံးလို့ရတဲ့လုပ်ငန်းတွေကဒီ meeting room တွေပေါ့เนาะ office meeting room တွေမှာနောက်တစ်ခုက classroom တွေမှာနောက်ကိုယ့်ရဲ့ organization ဒီရုံးတက်ရောက်မှုမှတ်တမ်းပုံစံမျိုးတွေမှာအသုံးပြုလို့ရတာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပုံစံတူသင်ခန်းစာတစ်ပုဒ်ကိုရှေ့မှာလဲသင်ခဲ့ပေးပြီးသားပေါ့เนาะဒါကတော့နောက်ထပ်မတူညီတဲ့နည်းလမ်းပေါ့ဆိုတော့ရေးရမယ့် function တွေ formula တွေကတော့အတူတူပဲမတူတာက information ရှိမှာเนาะ data တွေကိုစုပြီးတော့မှဒီ data တွေကိုခု attendance tracker ကနေလှမ်းခေါ်မှာပေါ့ဘယ်နေရာမှာခေါ်မှာလဲဆိုရင်ခုဒီမှာ April ပေါ့เนาะ April ဘေးမှာဆိုရင်မြားလေးရှိတယ်လ12လရွေးချယ်လိုက်မယ်ပေါ့เนาะ January ရွေးချယ်ရင် January လရဲ့ရက်စွဲတွေပြောင်းသွားတယ် start date end date တွေမှာတစ်လပိုင်းတွေဖြစ်ကုန်တယ်เนาะဒီလိုမျိုးဒီရက်စွဲတွေကိုကရှေ့မှာရှိနေတဲ့ information ရှိနေလှမ်းချိတ်တယ်เนาะနောက်တစ်ခုကဒီ PL เนาะ A စသဖြင့်ဒါမျိုးတွေရွေးချယ်လို့ရအောင် data validation လုပ်တယ်ပေါ့เนาะဒါတွေလုပ်လို့ရအောင်ကလည်း information ရှိနေလှမ်းချိတ်လိုက်တာပေါ့တခါတည်းဒါရိုက်ထည့်တာမျိုးမဟုတ်ဘဲနဲ့ရှေ့မှာရှိတစ်ခုနဲ့ data တွေကို organize လုပ်ထားပြီးတော့မှနောက်ထပ်ရှိနေလှမ်းချိတ်တဲ့ပုံစံမျိုးဖြစ်ပါโอเคဟုတ်ပြီအဲ့တော့ဆရာတို့ကဒါကိုလေ့ကျင့်ဖို့အတွက်လည်းဖိုင်အလွတ်ဖန်တီးပေးထားတယ်ဆိုတော့ဒီမှာ formula ရေးနည်းတွေပေါ့နော်တစ်ခုနဲ့တစ်ခုအလုံးလုံးပုံတွေကိုသေချာနားလည်အောင်ရေးကြည့်မှာဖြစ်တဲ့အတွက်ဇယားဆွဲနည်းတွေကိုတော့လုံးမပြတော့เนาะဒီရှိလိုက်ကြီးကိုအလွတ်ပေးထားတယ်ဒီထဲမှာကိုယ်ကလိုက်ပြီးတော့လေ့ကျင့်ပေးရုံပဲဖြစ်ပါတယ်โอเคအဲ့တော့အရင်ဆုံး attendance ရှိမှာလုပ်မယ်ပေါ့နော် attendance ရှိမှာလုပ်မယ်ဟာတွေက data validation လုပ်မယ်နောက်ကခုနှစ်ကတော့ရိုက်ထည့်ထားတယ်နောက်တစ်ခါ static ရှိတယ်ပေါ့နော် static ကလည်း take value function သုံးထားတယ်နောက်ဒါကလုံနေရင်းနဲ့ရှင်းပြသွားမယ်နောက်ဒီ function တစ်ခုချင်းစီရဲ့အသေးစိတ်တွေကရှေ့ advanced excel lesson တွေမှာလေ့လာထားခဲ့ပြီးသားပေါ့နော် eoman function နောက်တစ်ခုက undate ကိုသိချင်တာပေါ့နော်ဒီရက်စွဲတစ်ခုရဲ့မှာရှိနေတဲ့လပေါ့နော်အဲ့ဒီလရဲ့နောက်ဆုံးရက်ကိုသိချင်တယ်ဆိုရင် eoman function ကိုအသုံးပြုပြီးလို့ရတာဖြစ်ပါတယ်โอเคနောက်တစ်ခုကတော့ဒါတွေကလည်းเนาะဒီရက်စွဲတွေကနေပြီးတော့ရက်ကိုယူထားတာပေါ့เนาะရက်တွေကအစဉ်လိုက်ဖြစ်ချင်တဲ့အခါမှာ formula ကို if function သုံးပြီးတော့ရေးပေးတာဖြစ်ပါတယ်ဆိုတော့ဒီ file လေးကလည်းတင်ပေးထားမယ်ပေါ့เนาะဆိုတော့ auto ပြီးထားပြီးသား file ကိုလည်းတင်ပေးမယ် file အလုပ်ကိုလေ့ကျင့်ရလွယ်အောင်လည်းတင်ပေးထားမယ်ဆိုတော့နှစ်ခုတင်ပေးထားမှာဖြစ်တဲ့အတွက်ကိုကဒီ formula တွေရေးဖို့ခက်ခဲရဆိုရင်တော့ပြန်ကိုးကားလို့ရမှာဖြစ်ပါတယ်โอเคနောက်တစ်ခုကဒီအောက်မှာရှိနေတဲ့နေ့အမည်တွေပေါ့เนาะ Sunday Monday
စသဖြင့် Tuesday Wednesday ဒီ date တွေကလည်းရွေးချယ်လိုက်တဲ့လအပေါ်မူတည်ပြီးတော့ပြောင်းသွားမယ်ဒါဆိုရင်တရက်နေ့သည်ကြာသပတေးပေါ့နော် February ကိုရွေးလိုက်တာနဲ့တရက်နေ့သည် Sunday ဖြစ်သွားမယ်အစဉ်လိုက်ပေါ့နော်ဒါကလည်း test function နဲ့အပေါ်မှာရှိနေတဲ့ရက်စွဲကိုပြောင်းပေးထားတာဖြစ်ပါတယ်ဆိုတော့ဒါက E4 ကိုသွားချိတ်ဆက်တာ E4 သည်ဒီမှာရှိနေတဲ့ရက်စွဲဖြစ်ပါတယ်နော်အဲ့တော့ E4 သည်ရက်ကိုပဲမြင်နေတဲ့အခါမှာဆိုရင်ဒီ home ထဲမှာရှိနေတဲ့ number format ကနေပြီးတော့ date format ကို custom မှာ dd ဆိုပြီးတော့သတ်မှတ်ပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးနီလန်းတွေအားလုံးကိုပေါင်းဆက်ပြီးတော့မှသာပြည့်စုံတဲ့ template တစ်ခုကိုရရှိမှာဖြစ်ပါတယ် okay အဲ့တော့ဒီရှိရဲ့အလုပ်လုပ်ပုံကရှေ့မှာပြောခဲ့သလိုပဲလတစ်ခုကိုရွေးလိုက်မယ်ရွေးလိုက်တဲ့လရဲ့ start date end date တွေပေါ်လာမယ်ရက်တွေပေါ်လာခဲ့မယ်အောက်မှာတယောက်ချင်းစီရဲ့ present တက်ရောက်မှုတွေ absent ပျက်ကွက်မှုတွေเนาะဒီခွင့်နဲ့เนาะ plan leave ပေါ့เนาะခွင့်တိုင်ကြပြီးတော့ဒီပြတ်တာတွေစသဖြင့်ဒါမျိုးတွေကိုရွေးချယ်လိုက်မယ်ရွေးချယ်လိုက်တာနဲ့နောက်မှာ function တစ်ခုထပ်ရေးပေးတယ်ပေါ့เนาะ count if function နဲ့ဥပမာเนาะဒီ Jane ရဲ့ present အရေးအတွက်ကို count if function နဲ့သုံးပေးတယ်เนาะ plan leave ရေးအတွက်ကိုလည်း count if နဲ့သုံးမယ် unplan absent ကိုလည်း count if နဲ့သုံးမယ်ပေါ့เนาะဒီလိုမျိုးလေးသုံးပြုပေးမယ်နောက်တစ်ခုက8ရက်စာပဲလောက်ထားတာဖြစ်တဲ့အတွက်စုစုပေါင်း work day เนาะဒါတက်ရောက်တဲ့နေ့ဒီ8ပေါ့ပြီးရင် percentage တွေတွက်မယ်ပေါ့เนาะ percentage တွေကိုတွက်မယ်အဲ့တော့ဒီ present person ဆိုရင်စုစုပေါင်းတက်ရောက်တဲ့ရက်ကိုလုံနိုင်တဲ့အလုပ်လုပ်ရမယ်ရက်နဲ့စာပေးရမယ်ပေါ့เนาะပြီးရင်ဒီဆဲခွက်တွေကို percentage format ထားပေးရတာဖြစ်ပါတယ်ဒါ template ကြီးတစ်ခုမှာပါဝင်နေတဲ့နောက် formula တွေ function တွေရဲ့အလုပ်လုပ်ပုံတွေကိုရှင်းပြခဲ့တာဖြစ်ပါတယ်ဆိုတော့နောက်မှာတော့ကိုယ်တိုင်ဒီလိုမျိုးပုံစံတစ်ခုကိုဖန်တီးကြည့်မှာဖြစ်ပါတယ်โอเคဒါဆိုရင် file လွတ်လေးကိုဖွင့်ကြည့်လိုက်အောင်โอเคဒါဆိုရင်ရှေ့မှာပြခဲ့တဲ့ဇာတ်ပဲเนาะတခါတည်း data အချက်လက်တွေဒီဖြည့်ထားပြီးသားပေါ့เนาะကိုက formula တွေပဲရေးမယ် data validation တွေလုပ်မယ်အဲ့တော့ information sheet ကိုဆရာတို့အရင်သွားကြည့်လိုက်အောင်ဆိုတော့ information sheet မှာရှိနေတဲ့နောက်ဇာတ်နှစ်ခုရှိတယ် month ဆိုတဲ့ဇာတ်ရယ် type ဆိုတဲ့ဇာတ်ရယ်ဒီထဲကနေသုံးပါက January to December 12လကို drop down လေးနဲ့ရွေးမယ် ppm a ဆိုတာကိုလည်း drop down လေးနဲ့ရွေးမယ်ဆိုတော့ဒါတွေကိုရွေးချယ်ဖို့အတွက်เนาะဆရာတို့ကအရင်ဆုံးဒီ defining လုပ်ပေးခဲ့မယ်ပေါ့เนาะအဲ့တော့ဒီ month ကနေပြီးတော့ December အထိကို select မှတ်ပေးလိုက် select မှတ်ပေးပြီးတော့မှဒီ formula tab ကိုတစ်ချက်နှိပ်မယ်ပြီးရင် define name ကိုနှိပ်လိုက် okay define name ပေါ့เนาะဒီ range ကြီးရဲ့ name ပေါ့အဲ့တော့ range ကိုဒီ January ကနေ December ပဲပေးခြင်းတယ် select မှတ်ခဲ့တာက month ကနေစနေတာဖြစ်တဲ့အတွက်ဒီအောက်မှာ refer to ဆိုတဲ့နေရာလေးမှာเนาะ select ပြန်မှတ်ပြီးတော့ January to December ကိုပြန်ပြီးတော့ select မှတ်ပေးလိုက် okay range ပြောင်းသွားတယ်ပေါ့เนาะ month မပါတော့ဘူး month ကိုဘာလို့အရင်ကမှတ်ပြခဲ့လဲဆိုဒီနေရာမှာနေနေရာမှာကိုကရိုက်မထည့်ခြင်းလို့ month ဆိုပြီးတော့ပြန်ပေါ်အောင်လို့เนาะပြီးတာနဲ့ okay ပေးလိုက်မယ်ဒါဆိုရင်သူကဒီ January to December ကို select မှတ်ကြည့်လိုက်တာနဲ့ name box မှာ month ဆိုပြီးတော့ပေါ်လာခဲ့ဒီလိုမျိုးကိုလိုချင်တဲ့ range တစ်ခုเนาะအစုအဝေးတစ်ခုကိုနာမည်ပေးထားလို့ရတယ်အဲ့တော့နောက်မှာ data validation လုပ်တဲ့အခါကျရင်ဒီ month ဆိုတဲ့နေရာလေးကိုပဲခေါ်ပြီးတော့သုံးပေးမှာဖြစ်ပါတယ် okay လုပ်ရင်းနဲ့နားလေသွားမှာဖြစ်ပါတယ်နောက်တစ်ခုက ppma ကိုလည်း select မှတ်မယ် select မှတ်ပြီးတော့မှ formula ကနေပြီးတော့ define name သွားလုပ်လို့ရတယ်ပေါ့เนาะကိုဒီလိုမလုပ်ချင်ဘူး define name ကိုเนาะ name box ထဲမှာပေးလေရတယ်နောက်ကြိုက်တဲ့နည်းလမ်းသုံးလို့ရတယ်အဲ့တော့ define name ကိုနှိပ်လိုက်မယ်အဲ့တော့ဒီမှာ name ဆိုတဲ့နေရာမှာဘာကိုပေးမှာလဲเนาะအဲ့တော့ဒါက type group ထဲမှာရှိတဲ့အတွက် typ type လို့ရေးလိုက်မယ်အဲဆိုရင် select မှတ်ထားတာကတော့ဒီ information ရှိတဲ့က e5 ကနေပြီးတော့ e7 အထိเนาะဒီလိုလေးပြပြီ okay
အဲ့တော့ဒီမှာအနီးကပ်လေးဆွဲပြမယ်ပေါ့နော် information ဆိုပြီးတော့မှဒီမှာ e5 to e7 ကို select ပေးခဲ့တဲ့ဟာလေးကိုသူကတခါတည်း refer to လုပ်ပေးတယ်ပြီးရနဲ့ okay ပေးလိုက်ဒါဆိုရင် information ရှိတဲ့က data တွေကိုဒီ name ပေးထားပြီပေါ့နော်ဘယ်မှာပြန်ကြည့်လို့ရလဲဆို formula bar တွေက name manager မှာသွားကြည့်လို့ရเนาะဒါဆိုရင် name manager မှာဆိုရင်ဆရာတို့ပေးခဲ့တဲ့ month ရယ် type ရယ်ဆိုပြီးတော့ဒီမှာเนาะ value ဘာတွေပါလဲ January to December เนาะနောက်က PPNA ပေါ့ type မှာဆိုရင်ဒီလိုမျိုးလေးတွေတစ်ခါတည်းပါတာဖြစ်ပါတယ် okay close ဒါဆိုရင် information ရှိမှလိုရတဲ့အပိုင်းတွေလုပ်ပြီးသွားပြီဆိုတော့ attendance tracker မှာသွားပြီးတော့အလုပ်လုပ်ကြမယ်เนาะအဲ့တော့ attendance report of month ဆိုတာရဲ့နောက်ကဆဲကွက်ပေါ့เนาะဒီ N2 မှာတစ်ချက် click လိုက်မယ်ပြီးရတယ်ဒီနေရာမှာလတွေကိုရွေးချယ်ပေးမယ်အဲ့တော့ရှေ့ကအမည်ပေးခဲ့တာကိုသွားချိတ်ဆက်မယ် data validation နဲ့ချိတ်ဆက်မယ်ဒါကြောင့် data validation လုပ်မယ်ဆိုရင် data tab ကိုတစ်ချက်နှိပ်မယ် data validation ကိုနှိပ်လိုက်မယ် allow မှာ list ကိုရွေးလိုက်မယ်အဲ့တော့ store ထဲမှာ cursor ချပြီးတော့ keyboard ကနေပြီး function key F3 ကိုတစ်ချက်နှိပ်လိုက်ဒါဆိုရင် page name ဆိုပြီးတော့ပေါက်ပေါ်လာပြီးတော့ဒီမှာ month ဆိုတာလေးကိုရွေးချယ်ပေးလိုက်ပြီးတာနဲ့ okay ပေးလိုက်တာနဲ့ source နေရာမှာ equal month ဆိုပြီးတော့ပေါ်လာပြီဒီလို F3 ကိုမနှိပ်ချင်ဘူးဆိုရင်လည်း keyboard ကနေ equal month ဆိုပြီးတော့ရိုက်ထည့်လိုက်လို့ရတယ်ဒါဆိုရင် तू ကဒီ workbook ထဲမှာရှိနေတဲ့ information ရှိကနာမည်ပေးခဲ့တဲ့အစုအဝေး January to December ကိုသွားပြီးတော့ချိတ်ဆက်ပေးမှာဖြစ်ပါတယ် okay ပြီးတာနဲ့ okay ပေးလိုက်တဲ့အခါဆိုရင်ဒီဘေးမှာမြားလေးတစ်ခုပေါ်လာခဲ့တယ်เนาะပေါ်လာတဲ့မြားလေးကိုနှိပ်ကြည့်လိုက်တဲ့အခါမှာဆိုရင်ဆရာတို့ရှေ့မှာပေးခဲ့တဲ့ January to December ဆိုတဲ့လ12လပေါ်လာတာဖြစ်ပါတယ်ဒါဆိုရင်ကြိုက်တဲ့လကိုရွေးချယ်ပေးလို့ရပါပြီ okay နောက်မှာတော့ခုနှစ်ထည့်ပေးမယ်ပေါ့เนาะဒီနေရာမှာတော့ import လုပ်ပေးလိုက်မယ်အခုဒီ2026ဖြစ်တဲ့အတွက်2026လို့ရိုက်ထည့်ပေးလိုက်မယ် okay 2026တလချင်းစီကိုဒီ attendance ပုံစံဖန်တီးနေတာဖြစ်ပါတယ်ဆိုတော့ဒီမှာ January ကိုရွေးချယ်လိုက်တာနဲ့ start date မှာ January ရဲ့เนาะဒီလအစပေါ့เนาะတရက်တလ2026လို့ပေါ်အောင်လုပ်မယ်ဆိုတော့ဒီမှာက January ကို refer သွားလုပ်မယ်ပေါ့เนาะဆိုတော့ January ဆိုတာက text အမျိုးအစားဖြစ်တယ်ဒီလို text အမျိုးအစားပါတဲ့ cell ကွက်တွေကိုသွားပြီးတော့ယူမယ်ဆိုရင် date function တိုက်ရိုက်မရဘူး date value function နဲ့သုံးပေးရမှာဖြစ်ပါတယ် formula ရေးမှာဖြစ်တဲ့အတွက် equal date value date value လို့သုံးပေးမယ်ဒီထဲမှာရက်စွဲတစ်ခုပေါ်ကျင်တာဖြစ်တဲ့အတွက် start date ဖြစ်တဲ့အတွက် January ရဲ့လအစသည်တရက်နေ့ကစတာဖြစ်ပါတယ်ဒါကြောင့်ဒီ quotation ထဲမှာ1ဆိုပြီးရလိုက်မယ်ပြီးရင် what ဆက်မယ်เนาะရက်ပေါ်ပြီးရင်လပေါ်ခြင်းနဲ့ဆိုတော့ January ဆိုတဲ့ cell ခွက်ကိုယူလိုက်မယ်ဆိုတော့ဒီနေရာမှာအယောင်လေးကတူနေတာဖြစ်တဲ့အတွက်သိမပေါ်ဘူးပေါ့เนาะ okay မပေါ်လဲကိစ္စမရှိဘူးဆက်ပြီးတော့ခုနှစ်ကိုဆက်မယ် alpha ဆန်းနဲ့ဆက်တယ်နောက်ပြီးရင်ခုနှစ်ကိုရိုက်လိုက်မယ် okay ပြီးရနဲ့ခွင်းပေးလိုက်မယ်เนาะအဲ့တော့ date value ကိုဘာကြောင့်သုံးတာလဲဆရာ date value ရဲ့အလုပ်လုပ်ပုံကဘယ်လိုလဲဆိုတာမေးဖို့ရှိတယ်ပေါ့เนาะဆိုတော့ date value ဆိုတာကတော့เนาะဒီရက်စွဲတွေရဲ့နံပါတ်ကိုဖော်ပြပေးတာဖြစ်တယ်ဆိုတော့ရက်စွဲတွေမှာ Excel programmer တွေကရေးထားတဲ့သက်ဆိုင်ရာနံပါတ်တွေရှိတယ်เนาะ Excel ကဘယ်နေ့ကနေစပြီးတော့ရက်စွဲတွေကိုသိလဲဆိုရင်တရက်တလ1900ကနေစပြီးတော့သူကရက်စွဲတွေကိုသိတယ်အဲ့ဒီရှေ့မှာရှိနေတဲ့ရက်စွဲတွေဆိုရင် Excel ကမသိဘူးဆိုတော့အဲ့ဒါဆိုရင်တရက်တလ1900ဒီနံပါတ်1ဖြစ်ပါတယ်နံပါတ်စဉ်1ပေါ့เนาะအဲ့တော့2ရက်တလ1900ဒီနံပါတ်စဉ်2 okay အဲ့လိုမျိုးတန်ဖိုးတွေကိုဖော်ပြပေးတယ်ပေါ့เนาะဒါဆိုရင်ဆရာတို့ကအန်တာခောက်လိုက်တဲ့အခါဒီနေရာမှာ460နှစ်3เนาะအခုဒီနေရာမှာပေါ်လာတဲ့တရက်တလ2026ဒီเนาะအမှတ်စဉ်အနေနဲ့ဆိုရင်46023ခုမြောက်ဖြစ်ပါတယ်ဆိုတော့ဒီနံပါတ်ကိုရက်စွဲအနေနဲ့ပြန်ကြည့်ခြင်းတဲ့အခါဆိုရင်တော့ home ထဲကနေပြီးတော့မှ number format ကိုသွားပြီးတော့ date မှာ
နော်ကိုကြည့်ချင်တဲ့ပုံစံမျိုးပေါ့နော်ဒိတ်အရှိကြည့်ချင်တယ်ဆိုရင်တော့ custom ထဲကိုသွားပြီးတော့မှ DDMMYY ကိုရွေးမယ်ပေါ့နော်ရွေးပြီးတော့မှဒီ type ရဲ့အောက်ကနော်အခုပေါ်နေတဲ့ထဲမှာ DDMMY လေးလုံးဖြစ်အောင်ရိုက်ပေးလိုက်မယ်။ Okay ပြီးသွားပြီဆိုတာနဲ့အောက်က OK ကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဒါဆိုရင်တော့1 ရက်1လ2026ဆိုပြီးတော့ရက်စွဲပုံစံပြောင်းသွားမှာဖြစ်ပါတယ်။ Okay ဒါဆိုရင် static ပေါ်လာတာရမယ်ထင်ပါတယ်။နောက်တစ်ခုကတော့ end date เนาะအဲ့တော့ end date ဆိုတာကဒီရှေ့ကပေါ်လာတဲ့ရက်စွဲတဲကလမှာရှိနေတဲ့နောက်ဆုံးရက်ကိုသိချင်တာ။ဒါကြောင့်သုံးမှာက EOMONTH function ပေါ့เนาะအဲ့တော့ start date ဆိုပြီးတော့မှဒီရှေ့မှာရှိနေတဲ့ရက်စွဲကိုယူမယ်ပြီးရင် comma အဲ့တော့စလုံးအရောင်ကနောက်ခံ background နဲ့တူနေတာဖြစ်တဲ့အတွက်ရောသွားတယ်ပေါ့เนาะပြဿနာမရှိဘူးဆက်ပြီးတော့ကိုရေးစရာရှိတာရေးဆိုတော့သူကနောက်ထပ်ဘယ်နှလထိသိကျင်တာလဲဆိုတော့ဒီလထဲကဟာပဲသိကျင်တာဖြစ်တဲ့အတွက်နောက်ထပ်လအရေးအတွက်မရှိတဲ့အတွက်0ပေါ့เนาะ mask ကို0လို့ပေးလိုက်မယ်ဒါဆိုရင်တော့လက်ရှိရက်စွဲရဲ့လကိုပဲသူကနောက်ဆုံးရက်ကို return ပြန်ပေးတာဖြစ်ပါတယ်ပြီးရင် enter ခေါက်လိုက်တယ်ဒါဆိုရင်လည်းကျတို့က date ရဲ့ဒီ number ပေါ့เนาะဒါကြောင့် date format ကိုပြောင်းပေးရမယ် okay အဲ့တော့ number format ကိုသွားမယ် custom ကိုသွားပြီးတော့မှအခုရှေ့မှာလောက်ထားတာရှိတယ်ဆိုရင် DDMMY လေးလုံးဆိုတဲ့ format ကိုယူပြီး okay ပေးလိုက်လို့ရအောင်ဒါဆိုရင်ဇန်နဝါရီကိုယူထားတာဖြစ်တဲ့အတွက်1ရက်1လ2026 31ရက်1လ2026 February ကိုရွေးရင်တော့1ရက်2လ2026ကနေ28ရက်2လ2026ဆိုပြီးပြောင်းသွားမှာဖြစ်ပါတယ်အဲ့တော့ March လကိုရွေးတယ်ဆိုရင်တော့3လပိုင်းရဲ့ရက်စွဲတွေပြောင်းသွားမယ်အဲ့တလောမှာတော့ဇန်နဝါရီနဲ့ပဲကြည့်မယ်ပေါ့နော် Okay ပြီးပြီဆိုတာနဲ့အခုဒီဆဲကွက်လေးတွေမှာနော်ရက်နံပါတ်လေးတွေပေါ်လာအောင်ဖန်တီးပေးမယ်ဆိုတော့လှမ်းပြီးတော့ချိတ်ဆက်မယ်ပေါ့နော်ဒါတစ်လပိုင်းကိုရွေးထားဖြစ်တဲ့အတွက်1ရက်နေ့ကနေစမယ်နော်အဲ့တော့ equal ဒီရက်စွဲ start date နဲ့လှမ်းချိတ်ဆက်လိုက်တယ်ဆိုတော့ဒီမှာ तू ကနော်ဒီရက်စွဲအပြည့်ကြီးပေါ်တယ်ပေါ့ဒီကနေရက်ကိုပဲရကျင်တဲ့အခါဟိုးကနေပြီးတော့ကျတို့က number format ကိုသွားပြီးတော့ custom ထဲမှာ DD ဆိုပြီးတော့ပဲရိုက်ထည့်ပေးလိုက်မယ်เนาะအဲ့တော့ဒါဆိုရင် DD ရက်ကိုပဲယူတယ်ပေါ့เนาะပြီးရနဲ့ okay ပေးလိုက်ဒါဆိုရင်01ဆိုပြီးပေါ်တယ် okay နောက်က10ခွက်တွေလည်းပဲเนาะ DD ဆိုပြီးတော့ format တစ်ခါလဲပြောင်းထားလိုက်မယ်ပေါ့เนาะ custom ကိုသွားပြီးတော့မှအဲ့တော့ဒီမှာ DD ဆိုတာလေးကိုရွေးလိုက် okay ပေးမယ် okay အဲ့တော့နောက်ကဟာတွေကိုနံပါတ်1 3 4အဆင့်လိုက်ပေါ်လာအောင် formula ရေးမယ် if function နဲ့ရေးပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ equal if ပေါ့เนาะ okay အဲ့တော့ logical step လုပ်မယ်เนาะဒီနေရာမှာရှိနေတဲ့ရက်စွဲကဒါ okay เนาะအဲ့တော့ D7 ပေါ့เนาะအပေါ်မှာကြည့်ရလေရတယ်เนาะ D7 ကဒါเนาะလက်တန်းငယ်နေမယ်ဆိုရင်ပေါ့ဘယ်ရက်စွဲလဲဆိုတော့ end date မှာရှိနေတဲ့ရက်စွဲเนาะအဲ့တော့နောက်ကို cell တွေကို auto သုံးချင်တာဖြစ်တဲ့အတွက်ဒီ end date မှာရှိနေတဲ့ရက်စွဲသည် fit လုပ်ခဲ့ရမယ်ပေါ့เนาะအမြဲတမ်းသုံးနေမှာဖြစ်တဲ့အတွက် slap ပေးပြီးတော့ F4 ကိုတစ်ချက်နှိပ်လိုက်ဒီလိုလေးဖြစ်သွားเนาะငယ်နေတယ်ဆိုရင် okay အဲ့တော့ရှေ့မှာရှိနေတဲ့ရက်စွဲကိုပဲเนาะ D7 ကိုပဲ flat 1ပေါင်းပေးလိုက်နော်1ကို1ပေါင်းတော့2ရက်ဆိုပြီးဖြစ်လာမယ်ပေါ့နော်အဲ့တော့1ရက်ဒီလက်ရှိရက်နှစ်ကုံမှာရှိနေတဲ့နော်အန်ဒိတ်မှာရှိနေတဲ့ရက်စွဲထက်ငယ်နေတာဖြစ်တဲ့အတွက်သူကမှန်တယ်ပေါ့ဒီအဲ့ဒီ1ရက်နေ့ကို1ပေါင်းတော့2ရက်ဆိုပြီးဖြစ်သွားမယ်နော်ပြီးရင်ကောမာတကယ်လို့နော်မငယ်တော့ဆိုရင်တော့ဘာမှမပြတော့ဘူးပေါ့နော်ဒီလိုလေးရေးမယ်โอเคအန်တာခောက်လိုက်တယ်ဒါဆိုရင်2ရက်ဆိုပြီးပေါ်လာနောက်ကဟာတွေကြတော့ဒီ down လေးကနေပြီးနောက်ကိုဆွဲသွားလိုက်လို့ရဒါဆိုရင်အစင်လိုက်နောက် formula လေးတစ်ခါတည်းပေါ်လာတာဖြစ်ပါတယ်โอเคပြီးရင်အောက်ကနော်Sunday လား Monday လားပေါ့ဒီရက်ဆွဲဒီ Sunday လား Monday လားသိကျင်တာပေါ့နော်သိကျင်တာဖြစ်တဲ့အတွက်ဒါတို့ကနော်ဒါကို step function နဲ့ပြောင်းပေးရမယ်ပေါ့နော် equal test test နော်ပြီးရင်
value ဆိုတော့ဒီယူလိုက်မယ်ပေါ့နော်အဲ့တော့ D7 ကိုယူလိုက်တယ်နော်ပြီးရင် comma formatted ဒီနော်ဒီမှာနေ့ကိုရချင်တာဖြစ်တဲ့အတွက် D3 လုံးကိုယူလိုက်မယ်ပြီးရင် enter ခေါက်ဒါဆိုရင်သူကဒီမှာ TAU ဆိုပြီးတော့ပေါ်လာတာဖြစ်ပါတယ်နော် D3 လုံးဆိုရင်နေ့တွေကျလာတယ်ပေါ့နော်ပြီးရင်နောက်ကိုဆွဲသွားလိုက်လို့ရတယ်ဒါလေးတွေတခြားအာရုံစိုက်ပြီးလို့နော်ဒါဆိုရင်ကြာတာတွေတောက်ကြစနေဆိုတော့ဒီမှာရွေးချယ်လိုက်တဲ့လပေါ်မူတည်ပြီးတော့ဒီရက်စွဲတွေကလည်းကြောင်းသွားမှာဖြစ်ပါတယ်။ Okay February ဆိုရင်ဒီမှာ Sunday နော်ဒီရက်နေ့က Sunday ဖြစ်ပါတယ်။ March ဆိုရင်တော့ Sunday ပဲ။ April ရောက်တယ်ဆိုရင်တော့ Wednesday ဖြစ်သွားမယ်ဒီလိုလေးတွေ auto လိုက်ပြောင်းသွားမယ်ပေါ့နော် start date တွေ end date တွေကစပြောင်းသွားမယ်ဒါ formula တွေနဲ့ရေးပေးထားခြင်းရဲ့အားသာချက်ပဲဖြစ်ပါတယ်။ပြီးရင်ဒီအောက်ကဆဲခွက်တွေကနော် data validation လုပ်ပြီးမယ် select မှတ်လိုက်မယ် select မှတ်ပြီးတော့ data tab ကိုသွားမယ် data validation ကိုတစ်ချက်နှိပ်မယ်နောက်ပြီးရင် allow မှာ list ကိုရွေးမယ် source မှာလှမ်းချိတ်ဆက်မယ်ပေါ့နော် cursor ချပြီးတော့ keyboard က function key F3 ကိုတစ်ချက်နှိပ်လိုက်ပါ type ကိုလှမ်းချိတ်ဆက်လိုက်မယ် okay ပေးမယ် okay ထပ်ပေးမယ်ဒါဆိုရင်သူကရွေးချယ်စရာအများလေးတွေပေါ်လာပြီးတော့ဒီမှာ P လားနော် present လားနော်ဒီ plan leave လား absent လားဒါမျိုးလေးတွေဒီလိုရသွားတာဖြစ်ပါတယ်။အခုကဒီလိုမျိုးလေးတွေလှုပ်ထားခြင်းအပြင်နော်ကိုယ့်ရဲ့ဒီလုပ်ငန်းခွင်မှာဒီ attendance ပုံစံတွေကိုစနစ်တကျနဲ့လုပ်တတ်သွားမှာဖြစ်ပါတယ်နော်။အဲနောက်တစ်ယောက်အတွက်ဆိုလည်းဒီလိုမျိုးလေးလိုက်ရွေးလို့ရတယ်နော် okay ဒါ plan leave ပေါ့နော်ပြီးရင် absent နော် absent ဆိုရင်လည်း absent ပေါ့ okay ဟုတ်ပြီဒါကတော့နမူနာ2ယောက်လောက်ဖြည့်ပြလိုက်မယ်เนาะပြီးရင် present အရေအတွက်ပေါ့เนาะဆိုတော့ Jane yes present အရေအတွက်ကိုသိကျင်တယ်အရေအတွက်လို့ဆိုတဲ့အတွက်เนาะcount ကိုသုံးပေးရမယ်ရိုးရိုး count မဟုတ်ဘူး PO သိကျင်တာဖြစ်တဲ့အတွက် count if ဝင်စားနောက် range ဒီရှေ့မှာရှိနေတဲ့8ရက်ထဲက range ကိုယူလိုက်တယ်ပေါ့เนาะအဲ့တော့ formula bar မှာသွားရေးလို့ရနောက်ပြီးရင် comma ဇူနဲ့ညီတော့လဲ P နဲ့ညီတော့เนาะအဲ့တော့ P အကြီးရေးလိုက်တယ်ပြီးရင် green base under count ဒါဆိုရင် P 5လုံးရှိတယ်ပေါ့เนาะနောက်တစ်ခုက PN နဲ့ညီတော့ပြန်ရေးမယ်ပေါ့เนาะ equal count if count if ပြင်စာရှေ့က range ကိုပြန်ယူမယ်ပြီးရင် comma PL ပေါ့เนาะ green base ဒါဆိုရင် PN နှစ်ကြိမ်ပါတယ်ပေါ့เนาะ amplan လည်းအဲ့လိုပဲ equal count if count if ရှေ့ရက် range ကိုယူလိုက်မယ်ပြီးရင် comma ဒါကြတော့ A ပေါ့เนาะပြီးရင် green base under count okay ဒါဆိုရင် A တစ်လုံးပါအဲ့တော့အောက်ကဟာတွေကြတော့ဒီလိုမျိုး formula ကိုဆွဲချလိုက်လို့ရတယ်เนาะအဲ့တော့ rate နေရာလဲရှေ့ရသူတွေကိုပြောင်းသွားမယ်ပေါ့ဒီမှာဆိုရင်တော့ရွေးချယ်မထားသေးတဲ့အတွက်0တွေပေါ့เนาะအဲ့တော့ဒီလိုတစ်ခုချင်းစီကိုလိုက်ပြီးတော့ဆွဲချပေးလိုက်တော့မယ်ရှေ့မှာ P တွေเนาะ AP တွေเนาะ EN တွေဒီလိုရွေးလိုက်တိုင်းနံပါတ်လေးတွေကလိုက်ပြောင်းသွားမှာဖြစ်ပါတယ်။ဒါလေးတွေကတော့ကိုယ်တိုင်စမ်းကြည့်လိုက်ပေါ့နော်။အဲ့တော့ A ရှိရဆိုလဲ A ပေါ့နော်။ PN ရှိရဆိုလဲ PN ပေါ့။ Okay ဒီလိုလေးတွေ auto ထွက်သွားမှာဖြစ်ပါတယ်။ Okay ဟုတ်ပြီအဲ့တော့ what day ကတော့အကုန်လုံးဒီနော်8ရက်ရှိတဲ့အတွက်8ဒီကြည်တိုင်းရိုက်ထားလိုက်။ Okay နောက်တစ်ခါဒီမှာ percentage တွေတွက်မယ်ပေါ့နော်အဲ့တော့ဒီ cell ခွက်တွေကို select မှတ်ပေးပြီးတော့ home ထဲကနေပြီးတော့ percentage format လေးထားမယ်။နောက်ထားတဲ့အခါမှာနောက်ကဒသမ decimal place တွေမပါချင်ဘူးဆိုရင်ဒီမှာ percentage မှာ decimal place မှာ0ထားပေးမယ်ပေါ့နော်ပြီးရနဲ့ okay ပေးထားလိုက်ဆိုတော့ percentage နော် present percentage ကိုလိုချင်တယ်ဆိုရင် present စုစုပေါင်းကိုနော် work day နဲ့စားပေးလိုက်အဲ့တော့ formula ရေးမယ် equal present စုစုပေါင်း10ခွက်ကိုယူမယ်ပြီးရင်အစားပေါ့နော် okay ပြီးရင် work day နဲ့စားပေးလိုက်ပြီးရင် enter ခေါက်လိုက်ဒါဆိုရင် 63% ပေါ့အဲ့လိုပဲ absent percentage ကိုလိုချင်တယ်ဆိုရင်လည်း equal သူကကြတော့ absent ကဒီ plan လေးကလည်း absent ပဲ unplan absent ကလည်းဒီ absent နဲ့ပါတာဖြစ်တဲ့အတွက်သူတို့နှစ်ခုပေါင်းပြီးတော့မှ
စုစုပေါင်းနဲ့စားပြရမယ်ဆိုတော့ကွင်းစာ plan list အပေါင်း unplan absent ကွင်းပေအစာပြီးရင် work day စုစုပေါင်းနဲ့စားမယ် enter ခေါက်လိုက် okay အဲ့အောက်ကဟာတွေကိုဆွဲချလိုက်လို့ရတယ်နော်ဒီမှာကတစ်ပိုက်0ဒီ0တွေနဲ့စားထားလို့ပေါ့နော် formula မရှိသေးတဲ့အတွက်တို့ကဒီ error ပုံစံမျိုးတစ်ပိုက် error ပြနေတာပေါ့တကယ်လို့အချက်လက်တွေဖြစ်ရတဲ့ဒီမှာ auto ပေါ်လာမှာဖြစ်ပါတယ် okay တကယ်လို့မပေါ်ခြင်းဘူးဆိုရင်တော့ဒီ function တွေကို if error function လေးတွေနဲ့ပေါင်းဆက်ပြီးတော့ရေးပေးလို့ရတယ်နော် okay အဲ့တော့ if error လေးပါပြောလိုက်မယ်ပေါ့ equal အဲ့တော့ if error ဖြစ်တယ်ဆိုရင် value ကဒီစားထားတဲ့ဟာကြီးအတွဲလိုက်ပေါ့နော်ဘာမှမပြပါနဲ့ okay ဒါဆိုရင်ပြန်ပြီးတော့ဆွဲချကြည့်လိုက်ဒါဆိုရင်မပြတော့เนาะအဲ့တော့အပေါ်ဆုံးဟာတခု if error လေးနဲ့ပြင်လိုက်ပေါ့เนาะရှေ့ကနေပြီးတော့ if error ကွင်းစเนาะဒါ if error ရဲ့ကွင်းစဒီနောက်ကဟာကနှစ်ခုပေါင်းထားခြင်းကွင်းစပြီးရင် comma blank เนาะကွင်းပိတ်ဒီတခုရေးပြီးသားဆိုရင်အောက်ကဟာလေးဆွဲချလိုက်ပြokay ဒါဆိုရင်တော့เนาะဘယ်လကိုအတွက်လှုပ်ချင်တာလဲเนาะ၄လပိုင်းအတွက်လှုပ်ချင်တာလားတစ်လပိုင်းအတွက်လှုပ်ချင်တာလားเนาะအရင်ဆုံးကိုကဒီ formula တွေကိုအရင်ရေးထားပြီးတော့မှဒီရှိတွေကိုပွားပြီးတော့မှအသုံးပြုပြီးသွားလို့ရတာဖြစ်ပါဒါကတော့ meeting attendance sheet template တခုကို formula တွေရေးပြီးတော့မှကိုယ်တိုင်တိစောက်တဲ့နည်းလမ်းလေးဖြစ်ပါတယ်ဆိုတော့ဒါလေးကိုเนาะကိုယ့်ရဲ့လုပ်ငန်းခွင်မှာလိုအပ်လာပြီဆိုရင်ကိုယ်တိုင်ဆွဲတတ်တာအောင်လိုက်ပြီးတော့လေ့ကျင့်ကြည့်ပါဆိုတော့ဒီသင်ခန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်ဆိုတော့ဒီသင်ခန်းစာလေးကိုဒီမှာပဲပြန်နားလိုက်ပါမယ်နောက်ထပ်သင်ခန်းစာတွေမှာပြန်လည်တွေ့ဆုံကြပါမယ်